Hello everyone order 6တော့ reading ကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ် order ဒီကနေ့မှာတော့မိမိရဲ့ရှေ့ဆက်ပြီးတော့ဘာလို့ဆောင်တင်လဲဘလို့ energy မျိုးတွေရရှိနေလဲဆိုတာကို energy chat အနေနဲ့ထားတော့ကြည့်ပြီးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီထားတော့မှာဆိုလို့ရှိရင် pi 1 pi 2 pi 3ဆိုပြီးတော့ pi 3ခုကိုပြုလုပ်ထားတာပဲဖြစ်ပါတယ်မိမိကြိုက်နေတဲ့ရပိုင်းကိုရွေးချယ်ပြီးတော့ဘလို့အဖြေတွေရမလဲဆိုတာကိုကြည့်သွားရမှာပဲဖြစ်ပါတယ်အဲ့တော့ order ကအခုဆိုလို့ရှိရင်ထားတော့အဟောတွေပြန်ပြီးတော့စနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ထားတော့မေးချင်တဲ့သူတွေအနေနဲ့ကတော့လာပြီးတော့စုံစမ်းပြီးတော့ဈေးနှုန်းတွေပါစုံစမ်းပြီးတော့မေးလို့ရရပေါ့နော်အဲ့တော့ order တို့အချိန်မဆွဲဘဲနဲ့စားလိုက်ကြရအောင် pi 1ပေါ့နော် pi 1မှာဆိုလို့ရှိရင်ဘလို့ကမျိုးကြလဲဆိုလို့ရှိရင် transformation energy ပဲဖြစ်တယ်ကပ္ပအရာဆိုလို့ရှိရင်ဓာတ်နိုင်အော့ကတ်နဲ့ star ဆိုပြီးတော့ပေါ့နော်၃ကတ်ကြာရပေါ့၃ကတ်ကြာပဲဖြစ်ပါတယ်အခုလက်ရှိ energy ကကြတော့ကိုက over ရှင်းကိုလွှတ်ချပြီးတော့ new version ကိုအတည်ပြုမဲ့ energy မျိုးတွေဖြစ်တဲ့လက်ရှိပိုင်းဝမ်ယူတဲ့သူတွေအနေနဲ့emotional healing လုပ်နေရတဲ့သူတော်တော်များများကိုလည်းတွေ့ရတယ်အရင်ကထပ်ပို့ပြီးတော့ self love တွေရှိလာလိမ့်မယ် universe ကနေပြီးတော့မင်းရဲ့ old lifestyle ကို reset လုပ်ပေးလိမ့်မယ်ပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ခံစားချက်အစစ်အမှန်ကိုတိတိကျကျနားလည်လာလိမ့်မယ်တကယ်လို့ရည်သားဟောင်းရှိခဲ့တယ်ဆိုလို့ရှိရင်လည်းရည်သားဟောင်းကိုမွတ်နိုင်မှုစူးစမ်းနေရတာကိုလည်းတွေ့ရတယ်တစုံတစ်ယောက်ပေါ်မှာကိုကခံစားချက်ဘလို့ရှိတယ်ဆိုတာကိုလုံးဝ clear ဖြစ်လာတာကိုတွေ့ရလိမ့်မယ် lifestyle မှာဆိုလို့ရှိရင်ရည်မှန်းချက်အသစ်တင်တဲ့ mindset အပြောင်းလဲရှိတယ်ပေါ့နော်ဒီ energy ချက်ကပေးခြင်းတဲ့ message ကကြတော့ trust the process you become softer but stronger ပဲဖြစ်ပါတယ်အဲ့တော့ပိုင်း2ကိုဆက်ပြီးတော့တွားလိုက်ကြရအောင်ပိုင်း2မှာဆိုလို့ရှိရင် inner reflection energy ပဲဖြစ်တယ်ကပ်ပိုက်မှာဆိုလို့ရှိရင်တော့ the moonနောက်ခုကကြတော့ full of sun နဲ့ high president ဆိုပြီးတော့၃ခတ်ကြာပေါ့နော်ဒီပိုင်းကကြတော့ interval မှုပြီးကြလို့ရှိရင် healing မှုဖြစ်တယ် overthinking အရင်များနေတာကိုတွေ့ရတယ်ထင်တဲ့အတိုင်းလည်းတကယ်ဖြစ်လာပြီးတော့ intuition တွေအရင် strong နဲ့ color တစ်ခုဖြစ်တယ်ပေါ့နော်မင်းအနေနဲ့ကိုယ်ပိုင်အချိန်လိုအပ်နေတယ်ပြီးကြလို့ရှိရင် quiet time လိုအပ်တယ်အချိန်မှာဆိုလို့ရှိရင်လည်းစိတ်မသက်မသာဖြစ်စေရတယ်မတိမချတဲ့ situation တွေကိုရောက်ရှိသွားနိုင်တယ်ဒါပေမဲ့အခြေအနေနဲ့ပတ်သက်လာလို့ရှိရင်အလိုတကြီးမလုပ်ပါနဲ့ဖြည်းဖြည်းလေးပဲသွားပါ lifestyle မှာဆိုလို့ရှိရင်နှိမ့်မှုမသွားခင်အရင်ဆုံးကိုယ့်အနေနဲ့အပြေးအဝအနားယူတင်တယ်ပေါ့နော် message အနေနဲ့ကတော့ you are already know the answer inside ပဲဖြစ်ပါတယ်အဲ့တော့ပိုင်း3ကိုဆက်ပြီးတော့သွားပါမယ်ပိုင်း3မှာဆိုလို့ရှိရင် expression နဲ့ glow up energy ဖြစ်တယ်ကောက်ပိုင်းမှာဆိုလို့ရှိရင် sun 3ရော gas နဲ့ queen of 1ဆိုပြီးတော့3ကပ်ပေါ့နော်ပိုင်း3ကိုရွေးချယ်တဲ့သူတွေအနေနဲ့ energy ကတော့အရင်ကတည်းကပို့ပြီးတော့ confidence ရှိလာလိမ့်မယ်ပို့ပြီးတော့ပျော်ပျော်နေတတ်တာကိုတွေ့ရမှာဖြစ်ပြီးတော့အခုကာလအတွင်းမှာ social ဘိုင်းဆိုင်ရာ glow up ဖြစ်လာလိမ့်မယ် positive energy တွေအဆက်ဖြစ်လာပြီးတော့အရင်ကထပ်ပို့ပြီးတော့လူတင်များလာလိမ့်မယ်ပေါ့နော်အခြေမှာကိုယ့်ကိုလာပြီးတော့ film မဲ့သူတွေပေါ်လာတတ်တဲ့ new person ဝင်လာတတ်တယ်လက်ရှိ relationship ကလည်းအဆင်ပြေလိမ့်မယ် lifestyle မှာဆိုလို့ရှိရင်creative ဘိုင်းဆိုင်ရာအောင်မြင်လိမ့်မယ်တည်ငောင်းကြရတတ်တယ် message အနေနဲ့ကတော့ you are entering your main character area ပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကိုအချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye